တက်မှာ3ညောင်းညောင်လေးပင်တို့ကနေပြီးတော့ဒီပဲခူးတိုင်းအရှိရနဲ့ညှက်တိုက်နေရတယ်ရှိတယ်အဲ့တော့ဒီအချင်းရမှာတော့တက်မတော်အနေနဲ့ကြက်ကြက်သတိထားရမယ်ကြက်ကြက်သတိထားရမယ်နော်တက်မတော်ကလည်းဘယ်ခြေလန်းလှမ်းနေရဆိုတော့ကျွန်တော်တို့သိတယ်လို့စစ်သေးကြတပုံတွေကလည်းသူတို့ကလည်းလှမ်းနေမြခြေလန်းလှမ်းနေတာပဲအဲ့တော့ဒီအဆင့်ကိုဘယ်သူကြော်လွှားနိုင်မယ်လို့ခင်ဗျားတို့ထင်ကြတယ်လေစောင့်ကြည့်လေမများအဲ့တော့ဒီအခု AA ရဲ့နော် PDF ရဲ့နော် KNU ရဲ့ပူပေါင်းဖော်ဆောင်နေတဲ့ပဲခူးတိုင်းရဲ့ဒီစစ်စင်ရေးသာအောင်မြင်သွားခဲ့မယ်ဟေ့ဆိုလို့ရှိရင်တော့တက်မတော်ဒီအဆင့်ကိုကြော်ဖို့ဟာနည်းနည်းခက်ခဲသွားနိုင်တယ်အဓိကအရှိုက်နည်းနည်းခက်ခဲသွားနိုင်တယ်ပေါ့ဒါစီရေးချင်းနေနဲ့ပြောရမယ်ဆိုလို့ရှိရင်အခု AA ကဒီအရှိုက်ကိုထိုးဖို့ကြိုးစားနေတဲ့ဒီကပ္ပစက်ယုံတည်ရှိတဲ့အရက်တွေကိုထိုးလာတဲ့စစ်စင်ရေးရဆိုရင်ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒါအမှန်ကိုအမှန်တိုင်းတော့ပြောရမှာပဲအဲ့တော့ဘယ်လောက်ထိအောင်မြင်ခဲ့တယ်လဲဆိုရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့တောင်ကုတ်ကနေပြီးတော့ဒီအုတ်ရှစ်ပင်ထိရောက်ဖို့ဆိုတာကဂျားထဲမှာစခန်းတွေအများကြီးရှိတယ်အဲ့ဒီစခန်းတွေကဘာစခန်းတွေဖြစ်မလဲပထမဦးဆုံးစခန်းအနေနဲ့ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့တောင်ပုံကြီးစခန်းဆိုတာရှိတယ်တောင်ပုံကြီးစခန်းလဲပုံမှန်လင်းပြောရရင်တော့ဟုတ်ပါတယ်အေးတင်လိုက်ပါနော်ဟုတ်ပြီတောင်ပုံကြီးစခန်းအရှိကိုကျော်လာမယ်ဆိုရင်မိုးထိနေချားစခန်းရှိရမိုးထိတောင်ပေါ့အဲ့ဒီဥစ္စာကိုလည်းအေးဒီတင်လိုက်ပါပြီလောက်ကိုကြာသွားပါပြီဒါလည်းမှန်ပါတယ်အဲ့ဒီကနေအရှိကိုဆက်တိုးလာမယ်ဟဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကလားလက်တူရွာပေါ့ကလားလက်တူရွာလဲပုံဝင်လင်းပြောလို့ရှိရင်တော့ဟင်ကြာသွားပါကြာသွားပြီလို့ပြောလို့ရတယ်စိတ်ရဲ့သဘောရကြာသွားပြီဆိုတဲ့ဆိုလို့ရှိရင်တက်ကနောက်ဆုတ်ပေးလိုက်ရတော့ဗျာဟုတ်ပြီကလားလက်တူရှိရဆက်တိုးလာမယ်ဟဲ့ဆိုအေးကလည်းနော်တော်တော်တိုးလာတာနော်ဒါပုံဝင်လင်းပြောလို့ရှိရင်အဲ့တော့စနကျွန်တော်ပြောသလိုဘယ်လိုခေါ်မလဲဆိုကလားလက်တူရွာလဲအေးလက်အောက်ကိုအေးခက်တာနောက်ဆုတ်ပေးလိုက်ရတော့ဗျာနော်ခက်တာနောက်ဆုတ်ပေးတာဟုတ်ပြီရှေ့ဆက်တိုးလာမယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ပကံခွဲရွာပကံခွဲရွာလဲပုံမှန်လေးပြောမယ်ဟေ့ဆိုလို့ရှိရင်ပကံခွဲရွာလဲနောက်ဆုတ်ပေးလိုက်ရပါပြီနော်အဲ့တော့ပကံခွဲရွာအရှိကိုဆက်တိုးလာမယ်ဟေ့ဆိုလို့ရှိရင်တော့ညောင်ကျိုးတဲ့နော်ညောင်ကျိုးဆိုတာရွာလေးဗျအဲ့ဒီမှာတက်စခန်းရှိတယ်အဲ့ဒီတက်စခန်းမှာတော့အင်အားအလုံးရင်းနဲ့တက်ကနေပြီးတော့ခုခံနေတဲ့အတိုင်းတာတွေရှိတယ်အဲ့တော့ဒီစခန်းကိုမကြဖို့အတွက်ကတက်မလို့ကလည်းစူးစမ်းနေအဲ့တော့ညောင်ကျိုးရွာကိုအထိမခံဘူးအရှိကိုဆက်လက်ပြီးတော့ကြောင်ကျိုးရွာနဲ့အရှိကိုဆက်တိုင်အခုဒီနေ့သတင်းတွေကျွန်တော်ကြားသိရတယ်အဲ့ဒီသတင်းကဘာလဲဆိုလို့ရှိရင်ဒီAAကတဲ့ညောင်ကျိုးရွာကိုတဲ့ညောင်ကျိုးစခန်းကိုရသွားပါပြီတဲ့လုံးဝမားနေပါတယ်လွဲနေပါတယ်ကျွန်တော်တို့အရှိကိုအရှိတိုင်းပြောရမှာပါနော်ခင်ဗျားတို့ဘယ်လောက်ကြီးပဲလော်ညောင်ကျိုးရွာတို့လုံးဝမရသေးပါဘူးညောင်ကျိုးရွာရဲ့အလွန်ပေါ့ညောင်ကျိုးရွာရဲ့အလွန်ပကံကွဲရွာကျသွားတာမှန်တယ်အဲ့ဒီဂျားထဲမှာခုလောအခုကျွန်တော်တို့စကားပြောနေတဲ့အချိန်တွေမှာတိုက်ပွဲတွေဖြစ်နေတယ်ဒီနေရာမှာပါလဲဆိုတော့လေခတ်တာကစစ်တပ်ထဲမှာလဲအကုန်လုံးမဆိုလို့ဘူးเนาะအများစုကစစ်စိတ်စစ်သွေးရှိတယ်ဘာကြောင့်လဲစစ်တပ်က policy နဲ့မူဝါဒနဲ့တည်တည်ကြကြစနစ်တကျတင်ကြားတဲ့အတွက်ကြောင့်မို့စစ်သားတွေတော်တော်များများကအရေးချင်းရှိတယ်တိုက်ချင်ခိုက်ချင်ကြတယ်သို့ပါတော့ညာလဲတချို့တစ်ဝက်ရှိတယ်အဲ့တချို့တစ်ဝက်ကအဲ့ဒီကပ္ပစကဒီစစ်တီတွေကတဲ့เนาะညောင်ကျိုးဒီတောင်ပေါ်ပေါ့เนาะဒီတောင်ပေါ်ပို့မယ်ဟဲ့ဆိုလို့ရှိရင်မသွားရအောင်ဆိုပြီးတော့ငွေကြေးပေးလို့ရှိရင်သူတို့လွဲပေးရတဲ့အတိုင်းအတာမျိုးရှိတယ်ဒါတွေကတော့အကုန်လုံးတော့မရနိုင်ဘူးเนาะဆိုလိုချင်တာကအများစုတော့မဟုတ်ဘူးတချို့တလေကဒါမျိုးကြိုးစားနေတာရှိတယ်အဲ့တော့မမျှတမှုတွေရှိတယ်ဒီမမျှတမှုတွေကိုခင်ဗျားတို့မဆောင်ရွက်ဘူးဆိုလို့ရှိရင်စစ်တပ်ထဲမှာတကယ်တိုက်တဲ့တက်ခိုက်တဲ့အချိန်မှာကြံတဲ့အချိန်မှာဗျာဟိုခင်ဗျားတို့ဒီနယ်မြေဟိုနယ်လိုချင်တို့ဒီနယ်လိုချင်တို့ပတ်စံ4-5သိန်းပေး10သိန်းပေးဒါမျိုးလောက်တာကျွန်တော်မပြောလို့ဘူးအခုလိုမျိုးနိုင်ငံနဲ့တက်မလို့အတွက်အရေးကြီးနေတဲ့နိုင်ငံတော်ရဲ့အရှိုက်ဖြစ်တဲ့ဒီကပ္ပစကြီးရှိတဲ့နေရာကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်တိုက်ခိုက်နေတဲ့အချိန်မှာတော့တက်မတော်သားရဲ့တက်မတော်စစ်သွေးစစ်မှန်ကိုပြဖို့လိုတယ်အဲ့လိုမပြဘဲနဲ့ကြောက်ကြီးတွေပိုင်းလာအဲ့လိုမပြဘဲနဲ့ကျွန်တော်တို့ဒီဟိုအကပ်ကောင်းနိုင်ယာဒူးကောင်းနိုင်အဲ့လိုမျိုးမသွားရဖို့အတွက်စူးစမ်းနေမယ်ဟေးဆိုလို့ရှိရင်တော့မကောင်းဘူးအဲ့ဒါလေးတွေကိုတော့အထက်ရရှိလူကြီးမင်းများတေချာကြည့်စေခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဘုံမပြောင်းရတော့ကြားတဲ့အတိုင်းပဲဒါတော့မှပဲညောင်ကျိုးစခန်းကြားတော့ဖင်ပေးပြီးတော့ညင်းသွားတယ်